တိထန်သောရွာနဲ့ပြင်သစ်နိုင်ငံရဲ့ Paris လေဆိပ်မှာလူတယောက်ကားပေါ်အပြေးလွှားတက်လာပြီးအစ္စရေးဝန်ကြီးချုပ်နဲ့စကားပြောချင်တယ်လို့ဆိုပါတယ်။အစ္စရေးနိုင်ငံဘတ်ဝမ်မြို့ကကိုဟန်မီသားစုအိမ်တယ်အဗီမော့ဆက်ရုံးမှလူအသီးသီးဟာတိတ်ဆိတ်ငြိမ်သက်နေကြပါတယ်။ဆီးရီးယားနိုင်ငံဒမတ်စကတ်မြို့ရဲ့ဂျူးလူမျိုးတွေနေထိုင်ရာရပ်ကွက်အတွင်းစစ်ကားနှစ်စီးအပြင်းမောင်းလာပြီးအိမ်ရှိရက်ခါတကားကိုအပြင်းထန်ခောက်လိုက်ပါတယ်။ထွက်လာတဲ့အသက်ကြီးလူတယောက်ကိုရာဘီအင်တီဘိုလာလို့မေးကသူတို့နဲ့လိုက်ခဲ့ဖို့ပြောရင်ဆီးရီးယားအကျဉ်းစခန်းတစ်ခုကိုရောက်လာကြပါတယ်။အချုပ်ခန်းထဲဝင်လိုက်ချိန်မှာတော့ဒီလောက်နောက်ကျမှလာပေမဲ့ကျေးဇူးတင်တဲ့အကြောင်းအထက်ကလူကတွန်းကျဲစွာပြောလာပါတယ်။လက်သေးကွန်အားလုံးဆွဲနှုတ်ခံရရပုံပေါ်တဲ့လက်ပိုင်ရှင်ဟာစာရွက်ပေါ်မှာရေးရန်ဘောပင်ကိုလှမ်းယူလိုက်ပြီးချေရတဲ့ဇနီးနဒီယာလို့အစပြိုးကစာတစ်စောင်ချရေးလိုက်ပါတယ်။ဒမတ်စကတ်မြို့ရဲ့ရေဒီယိုစင်တာမှာတော့သမရရဲ့အမိန့်နဲ့ကြေညာချက်စာတစ်စောင်ဖတ်မဲ့လူတယောက်ဝင်လာပါတယ်။ထို့အတန်ကိုနားထောင်နေသူနဒီယာဟာရေဒီယိုမှဂျူးလွတ်မြောက်ရေးတရှို့အဲလီကိုဟင်ဆိုတဲ့နောက်နာမည်မဆုံးခင်မှာပဲထိတ်လန့်စွာပိတ်မိလိုက်ပါတယ်။တစ်ဖက်မှာဖမ်းဆီးခံရသူဟာနောက်ဆုံးခြံခဲ့မဲ့တည်တန်းစာအဆုံးသတ်မှာတော့သူ့ရဲ့နာမည်အရင်နဲ့သူဘသူလဲဆိုတာတော့မမှတ်မိနိုင်အောင်ဖြစ်နေပါတယ်။ဒီဖြစ်ရပ်တွေမတိုင်မီ6နှစ်ခန့်ကအစ္စရေးနိုင်ငံတယ်အဗီမြို့ကအဲလီဆိုတဲ့လူတယောက်ဟာကနန်းပေါင်းဆက်ကိုအလင်းအမြန်ရိုက်ပြီးနေလက်စာစားချိန်အမိစံချိန်ယူအပီးတက်နေပါတယ်။အဲ့ဒီနောက်ညနေအိမ်ပြန်မှာဇနီးဖြစ်သူအတွက်အိမ်တစ်ထည်ဝယ်လာခဲ့ပြီးပါတီသွားဖို့ပြင်ဆင်ကြပါတယ်။အိမ်အောက်ကိုဆင်းလာတော့တည်င်းတစ်ပုတ်ကြောင့်စုဝေးနေသူတွေကိုတွေ့လိုက်ရပြီးဆီးရီးယားနဲ့အစ္စရေးနယ်စပ်တိုက်ပွဲတွေကြောင့်အစ္စရေးလယ်သမား80ခန့်တိဆုံးသွားကြောင်းကြေညာနေပါတယ်။စိတ်မကောင်းစရာသတင်းတွေထားခဲ့ပြီးနဒီယာရဲ့အလှုပ်ရှင်ကျင်းပတဲ့ပါတီကိုလင်မယားနှစ်ယောက်သွားခဲ့ပါတယ်။အစ္စရေးနဲ့ဆီးရီးယားနယ်စပ်ကျွေးရွာလေးတစ်ခုကလူတစုဟာစိမ့်လန်းနဲ့တီးပင်စားပင်တွေအတွက်စိုက်ပျိုးထုံရက်နေကြစဉ်ကျဲလောင်တဲ့လေရင်တန်တွေနဲ့အတူအစ္စရေးစစ်သားတချို့ပြေးလာပြီးအားလုံးဝင်နေကြဖို့အော်ပြောလာပါတယ်။ဒီအချိန်မှာပဲနေရာနဲ့ဘုံကျဲတန်တွေကြောင့်စိမ့်လန်းတဲ့နယ်စပ်ကျွေးရွာလေးဟာခဏတွင်ချင်းငရဲလို့စုံညံသွားပါတော့တယ်။ဂျေရုဆလင်မြို့ကအစ္စရေးဝန်ကြီးချုပ်ရုံးအတွင်းငါသားသမီးတွေကိုတကြိုရတာစိတ်ကုန်နေပြီဆိုတဲ့ဒေါသတကြီးပြောနေတဲ့ကိုအပြင်မှာထိုင်ဆောင်နေတဲ့ဒန်ဆိုသူကနားထောင်နေပါတယ်။အဲ့ဒီနောက်မစ္စတာဂျေကော့ထွက်လာပြီးဒီဘက်မှာမျက်စိပိတ်နားပိတ်ဖြစ်နေတဲ့အတွက်ဆီးရီးယားဘက်ကိုလူတယောက်ပို့မှဖြစ်မယ်လို့အလော်တကြီးဆိုပါတယ်။ဒန်ကတော့စိုးရင်စိတ်ကြီးတန်တရားများတတ်တဲ့ဆီးရီးယားဘက်ကိုလေ့ကျင့်သားပြေးသွားတဲ့လူတယောက်လွှတ်နိုင်ဖို့အနည်းဆုံး2နှစ်အချိန်ယူမှရမယ်လို့ဖြေပါတယ်။မစ္စတာဂျေကော့ကတော့6လအချိန်ပေးမယ်တရက်မှအပူမပေးဘူးမရရင်မင်းကိုယ်တိုင်ဝန်ကြီးချုပ်ကိုဝင်ပြောလို့ဆိုပြီးထွက်သွားပါတယ်။ပြီးတော့ဆီးရီးယားဘက်ကိုလျှို့ဝှက်ထောက်လန်းနေတဲ့အခန်းတွင်းခေါ်ပြပြီးတစ်ဖက်နိုင်ငံနယ်စပ်ဟာစစ်ရေးအင်အားအပြည့်လျှို့ဝှက်စစ်စခန်းအလုံးရင်းနဲ့အစ္စရေးဘက်ကိုတိုက်ခိုက်နေတဲ့အကြောင်းမဟာမိတ်အမေရိကန်တို့လေကြောင်းတပ်ပုံအကူအညီနဲ့သိလိုက်ရပါတယ်။ဒါကြောင့်လေရင်နဲ့ပစ်ခတ်မှုတွေကအာယုံလွှဲုံတတ်တာဖြစ်ပြီးဆီးရီးယားတို့ဟာနယ်စပ်ခိုင်မာတဲ့စစ်အင်အားတစ်ခုဖန်တီးနေရကြောင်းတရှိုတယောက်အလင်းမြန်လွတ်ဖို့ဒဏ်ရဲတာဝန်ဖြစ်လာပါပြီ။မာယာရဲ့အကူအညီနဲ့လွန်ခဲ့တဲ့3နှစ်ခန့်ကမှအစ္စရေးကိုပြောင်းရွှေ့လာသူအဲလီရဲ့ biography ကိုဖတ်လိုက်ရပါတယ်။အဲလီဟာသူတို့လိုအပ်တဲ့နေရာအတွက်အလုပ်လျှောက်တာ2ကြိမ်ရှိနေပြီဖြစ်ပြီးအတင်းဝင်ကျင်နေသူတွေကိုတန်တရားရှိတဲ့အတွက်2ကြိမ်စလုံးပယ်ချခံရသူဖြစ်ပါတယ်။1940ကနေ1945ခုနှစ်အတွင်းလူမျိုးတုံးတပ်ဖြတ်ခံရတဲ့ဂျူးလူမျိုးတွေဟာဥရောပကနေအရှေ့အလယ်ပိုင်းထံပြောင်းရွှေ့လာကြပါတယ်။အဲလီကိုတိုင်လည်းအီဂျစ်ကဂျူးတွေကိုအစ္စရေးထိရောက်အောင်ခိုးထုတ်လာနိုင်သူမို့ဒဏ်အတွက်လမ်းသားတစ်ခုရလာပါတယ်။နောက်တစ်ရက်မှာတော့အဲလီရဲ့အကူနာမည်နဲ့စာတစ်စောင်ရောက်နေပြီးအထဲမှာပါတဲ့လိပ်စာအချိန်တိကျတိုင်လိုက်သွားတဲ့အခါလိပ်စာအမှားကြီးဖြစ်နေပါတယ်။ဒါဟာဒဏ်ရဲ့စမ်းသပ်မှုပဲဖြစ်ပြီးအဲလီဟာအာယုံရှိတဲ့တရှိုတယောက်ဟုတ်ရလားဆိုတာနဲ့အေဂျင့်တယောက်ဟာစောင့်ကြည့်နေတဲ့အမျက်လုံးတွေကိုသတိထားတတ်ရင်သူတို့ထံဆက်ဆိုင်မြတ်မြတ်ရောက်လာလိမ့်မယ်လို့ဆိုပါတယ်။မစ္စတာဂျေကော့ကဘယ်လိုလုပ်သိနိုင်မှာလဲပြောနေစဉ်အဲလီတယောက်သူတို့ရှိတဲ့နေရာကိုလှည့်ကြည့်လာပါတယ်။ဒီတော့အဲလီနဲ့စုံပြီးအင်တာဗျူးအနေနဲ့မင်းဟာမျိုးချစ်တယောက်လားမင်းကိုနိုင်ငံတော်ကအလုပ်ထွက်စေခြင်းထွက်နိုင်လားဆိုတာကိုတော့ချက်ချင်းတုံ့ပြန်ပြီးဇနီးဖြစ်သူကိုပါလိန်လည်ရမယ်ဆိုတဲ့ကိစ္စအတွက်တော့အနည်းငယ်တုတ်ဆိုင်နေပေမဲ့မိသားစုဝင်တယောက်မှမသိစေရပါဘူးလို့ကတိပေးလိုက်ပါတယ်။အိမ်ပြန်ရောက်ရင်ဇနီးဖြစ်သူကိုနှုတ်ဆက်ပြီးမနှက်ပြန်ကစအဲလီရဲ့အလုပ်နေရာအသစ်ဖြစ်တဲ့ဒီနေရာကိုပဲလာရန်မှားလိုက်ပါတယ်။နောက်တစ်ရက်မှာတော့နောက်ရောက်ခံလိုက်သူတွေကိုဖော်ထုတ်ရန်လေ့ကျင့်ရပါတယ်။အတက်နိုင်ဆုံးမျက်ခြေဖြတ်နိုင်ရန်ဇက်ဆက်သွားပြီးရောင်ပြန်ပစ္စည်းတွေကတစ်ဆင့်နောက်ကိုအမြဲစစ်ဆေးရမှာဖြစ်ပါတယ်။ဆီးရီးယားတို့အသုံးပြုနေတဲ့ဆက်လက်နဲ့တင့်ကားလေရင်အစားရှိတဲ့အရာတွေကိုလည်းမော်ရယ်နံပါတ်တွေအလွန်မှတ်ရပါတယ်။ဌာနဘက်ကိုတရင်ပြန်ပို့ဖို့အတွက်မော်စကိုရိုက်နီကာယလေ့ကျင့်ခန်းဆီးရီးယားတို့ရဲ့စစ်ဘက်ဆိုင်ရာအရေးပါဆုံးပုဂ္ဂိုလ်ရဲ့နာမည်စားသဖြင့်လိုအပ်တာမှန်သမျှအားစိုက်လေ့ကျင့်ရင်တတ်မှတ်ချိန်6လမတိုင်ခင်မှာပဲအဲလီတယောက်အဆင်သင့်ဖြစ်လာပါတယ်။နောက်ရောက်ခံလိုက်နေသူတွေကိုလည်းမှန်အောင်ဖော်ထုတ်နိုင်ပေမဲ့ဒန်ကတော့မှားနေသေးလို့ပြောပြီးသူ့လူတွေကိုအရေးချင်းမရှိကြောင်းစုပူနေပါတယ်။နဒီယာတယောက်မြို့ထဲရောက်လာရင်သူ့ယောက်ျားအဲလီရဲ့ရုံးကိုဝင်ရှာခဲ့ပေမဲ့မတွေးလို့ပြန်သွားပါတယ်။မစ္စတာဂျေကော့ဟာဝန်ကြီးချုပ်ဖိအားပေးမှုနဲ့ဆီးရီးယားဘက်တရှိုအလင်းမြန်ပို့ဖို့ကိစ္စဒန်ကိုဖိအားပေးနေပြန်ပါတယ်။အဲလီအတွက်အစင်သစ်မဖြစ်သေးကြောင်းပြောနေပေမဲ့လည်းနေ့စဉ်လူအများပြားတည်နေရတဲ့ကိစ္စကိုအမြန်ဖြေရှင်းဖို့သာပြောပါတယ်။ဒါကြောင့်အဲလီစီသွားပြီးတတ်မှတ်ချက်အားလုံးအောင်မြင်သွားတဲ့အတွက်24နာရီတိတိအချိန်ယူသေးချစဉ်းစားပြီးအသွင်ယူတရှိုလုံးနိုင်ပါမလားဆိုတာကိုအဖြေရှာဖို့မှာလိုက်ပါတယ်။အိမ်ကိုပြန်ရောက်လာတော့စိတ်ဆိုးနေတဲ့နဒီယာကပန်းစည်းယူလာတဲ့ယောက်ျားဟာဖောက်ပြန်နေပုံရကြောင်းဆွဆွဲပါတယ်။အလုပ်ကိုလိုက်သွားပြီးမဲ့အလုပ်မှာရှိမနေတဲ့ကိစ္စဖြေရှင်းခိုင်းတဲ့အခါသူတို့နှစ်ယောက်အတွက်ပုံမကောင်းမွန်တဲ့ဘဝတစ်ခုဖြစ်လာစေဖို့အစိုးရအဝယ်ကိုယ်စားလှယ်လုပ်နေကြောင်းလိန်ပြောလိုက်ပါတယ်။အလုပ်အသစ်ဟာအန်ဒီယံမများကြောင်းနဲ့ကံကောင်းရင်တန်အမတ်ထိဖြစ်လာလိမ့်မယ်လို့စိတ်အားထက်သန်စွာပြောနေရကြောင်းနဒီယာလည်းသဘောတူလိုက်ပါတယ်။1962ခုနှစ်ဇန်နဝါရီလ3ရက်ဆွစ်ဇာလန်နိုင်ငံရဲ့ဇူရစ်ဘူဒါယိုကိုရောက်လာတဲ့အဲလီဟာသတင်းစာကိုဝယ်ရင်သူ့လိုပဲသတင်းစာဂျိုင်းကြားညှက်ထားတဲ့လူတစ်ယောက်နောက်ကိုလိုက်သွားပါ
ပါတယ်ထိုလူရဲ့နာမည်ကဆာလင်ကာလို့ခေါ်ပြီးအယ်လီရဲ့အသွင်ယူလုပ်ငန်းမှာအဓိကချိတ်ဆက်ရမယ့်လူလည်းဖြစ်ပါတယ်ပါလာတဲ့အဝတ်စားတွေကိုချွတ်ရင်ဇနီးဖြစ်သူနယ်ဒီကဖွက်ထက်ပေးလိုက်တဲ့စာကိုကြည့်ပြီးပြုံးလိုက်မိပါတယ်ဆာလင်ကာကတော့စာကိုဖတ်ပြီးရင်သူ့စီပေးပါဒီနေ့ကစပြီးအယ်လီဆိုတာကိုမေးလိုက်ကာမဲဖြစ်တရုတ်တူအောင်ဝတ်စားနေထိုင်ပါလို့မှားလိုက်ပါတယ်အဲ့ဒီနောက်တိုင်းဝတ်စုံအပြည့်ကိုဝတ်ဆင်လိုက်ပြီးသူ့နာမည်ကာမဲအာမင်တာဘတ်ဆိုတာကိုအခါခါလေ့ကျင့်ပါတယ်မိသားစုမျိုးရိုးနောက်ခံအားလုံးအတိအကျပြောင်းလဲထားပြီးအစင်သစ်ဖြစ်တာနဲ့ခြေတဲ့ဆက်ယုံပိုင်ရှင်ကာမဲအဖြစ်အာဂျင်တီးနားကိုစတင်ထွက်ခွာလာပါတယ်အယ်လီရဲ့ပထမဆုံးမစ်ရှင်အနေနဲ့ဆက်ယုံပိုင်ရှင်မျိုးချစ်စီးပွားရေးသမားကာမဲအဖြစ်အာဂျင်တီးနားကိုရောက်လာတဲ့အကြောင်းဖြစ်ပါတယ်ဇလန်းအစကအချင်းစခန်းတွေကလူဟာအယ်လီတစ်ဖြစ်လဲကာမဲအနေနဲ့တေတန်းစာမှာလက်မှတ်ထိုးခဲ့ပြီးနောက်ရဲတွေခေါ်ဆောင်ရာကိုလိုက်ပါသွားခဲ့ပါတယ်အာဂျင်တီးနားရောက်နေတဲ့ကာမဲတယောက်ထိုမျိုးရဲ့သတင်းစာရိုက်ပါရှင်နဲ့အန်စာကစားနေရင်ခမားရဲ့သတင်းစာတွေဟာချီးကုန်းစက်ကူတက်သားလောက်နဲ့မှန်တာဆိုလို့သတင်းစာရဲ့နာမည်ပဲရှိတယ်လို့ထပြောလိုက်တာကြောင့်ဘေးလူတွေပါအာယုံစိုက်လာကြပါတယ်မျက်နှာပြတ်သွားတဲ့ပိုင်ရှင်ကတော့စိတ်မပူကြပါနဲ့ဒီလူဟာငါသတင်းစာမှာကြော်ညာအများဆုံးထည့်နေတဲ့စီးပွားရေးသမားတယောက်ပါလို့ပြောရင်အားရပါရအော်ကြီးနေပါတယ်နိုင်ငံရက်ခြားရောက်နေတဲ့ကာမဲဟာဇနီးဖြစ်သူနဒီယာနဲ့ဆင်တဲ့မိန်းကလေးတယောက်နောက်ကိုတတိလက်လွတ်လိုက်ကြည့်နေမိပါတယ်ဈေးဝယ်ပြီးအိမ်ပြန်လာတဲ့နဒီယာထံအယ်လီရဲ့တာဝန်ခံဒန်ရောက်လာပြီးသူဟာအယ်လီရဲ့လှုပ်ဖို့ကမ်းဘတ်ပါလို့မိတ်ဆက်လိုက်ပါတယ်နဒီယာကတော့သူမတော်အတိအကျမသိရတဲ့အယ်လီရဲ့လုပ်ငန်းအကြောင်းမေးကြည့်တဲ့အခါကဘာအနှံ့အဝယ်တော်လုပ်ငန်းဖြစ်ပြီးတခုခုလိုအပ်ရင်သူ့စီဖုန်းဆက်ဖို့မှာကအယ်လီတို့မိသားစုတပ်ပုံတွေယူခဲ့လိုက်ပါတယ်မိမကိုတတိယနေတဲ့ကာမဲတယောက်နဒီယာနဲ့ဆင်တဲ့မိန်းကလေးမြင်တာနဲ့လိုက်ကြည့်နေပြီးတဲ့အကြောင်းနဒီယာကိုဘလောက်လွမ်းနေတဲ့အကြောင်းတွေချရေးနေစဉ်ဖုန်းဝင်လာပြီးပြန်ချသွားပါတယ်ပြတင်းပေါက်ကလမ်းကြည့်တော့ဖုန်းယုံတွေကမိန်းကလေးတယောက်ကိုမြင်တာနဲ့အိမ်ရဲ့လူအဝင်ထွက်အခြေအနေကိုစစ်ဆေးပြီးရှင်းလင်းကြောင်းမီးအဖွင့်ပိတ်နှစ်ကြိမ်အချက်ပြလိုက်တာကြောင့်အခန်းထဲဝင်လာပါတယ်သူမနာမည်ကိုတော့ဟူလီယာလို့ခေါ်ပြီးကာမဲအတွက်ထောက်လိုင်းရေးတောက်တိုင်တယောက်အနေနဲ့ကူညီပေးနေသူဖြစ်ပါတယ်မနက်ဖြန်ညစီးရီးယားတန်ယုံကပါတီကိုတက်ရောက်လာမဲ့ဧည့်သည်စင်းလာပေးရင်စစ်ဘက်ခေါင်းဆောင်တွေကိုအဓိကထားချင်းကပ်ရန်တတိပေးပါတယ်ကာမဲလောက်ရမယ့်အစီအစဉ်တွေကိုတောက်လျှောက်တင်ပြပေးနေရင်တနေရာအရောက်နဒီယာကိုလွမ်းတဲ့အကြောင်းတတိယအကြောင်းတွေရေးထားတဲ့စာရွက်ကိုတွေ့ပြီးမေးခွန်းထုတ်ပါတယ်ကာမဲကတော့ဒီလိုစာရေးရင်အထီးကျန်စိတ်ဖြေဖြောင်းနိုင်တာကြောင့်အယူထပြီးရေးတာပါလို့ရှင်းပြပေမဲ့ဒါကစားနေတာမဟုတ်ပဲအကယ်၍သူမအစားအခြားတစ်ယောက်သာဒီစာတွေမြင်သွားရင်အယ်လီအဖြစ်ရောကာမဲဖြစ်ပါအဆုံးသတ်သွားလိမ့်မယ်လို့ဟူလီယာကဒေါသတကြီးပြောပါတယ်ဒါကြောင့်အယ်လီနဲ့နဒီယာဆိုတာကာမဲရဲ့ဘဝထဲမှာတရှိမနေတော့ကြောင်းပြောခိုင်းပြီးစာတွေအားလုံးမီးရှို့ပစ်လိုက်ပါတယ်အာဂျင်တီးနားနိုင်ငံရဲ့စီးရီးယားတန်ယုံအတွင်းပါတီပွဲကျင်းပနေပါတယ်လူကုန်ထမ်းလူချမ်းသာတွေကြီးတက်ရောက်လာတဲ့ထိုပွဲအတွင်းမှာဒိတ်ဒိတ်ကျဲစီးပွားရေးသမားအဖြစ်ဟန်ဆောင်ထားသူကာမဲလည်းတက်ရောက်လာပြီးစီးရီးယားတန်အမတ်ဟာဖတ်ကိုစောင့်ကြည့်နေခဲ့ပါတယ်သတင်းစာရိုက်ပိုက်ရှင်ကတန်အမတ်နဲ့မိတ်ဆက်ပေးရန်လမ်းခေါ်တာကြောင့်စီးရီးယားရဲ့အထူးကျွန်ဆုံးပုဂ္ဂိုလ်တယောက်နဲ့တွေ့ရတာဝမ်းသာကြောင်းမိတ်ဆက်လိုက်ပါတယ်စီးပွားရေးသမားကာမဲဟာအာဂျင်တီးနားမှာကြီးပြင်းလာသူတယောက်ဖြစ်ပြီးသူပိုင်ဆိုင်တဲ့စီးစိမ်အားလုံးကိုမိခင်စီးရီးယားနိုင်ငံအနာဂတ်အတွက်ရင်းနှီးမြှုပ်နှံခြင်းကြောင့်စကားခံပေးပါတယ်ရင်းနှီးသွားတဲ့ဟာဖတ်ကကာမဲအတွက်ကော့တီးဖြော့ပြီးရန်ပြင်ဆင်နေပေမဲ့ဘာသာရေးကိုင်းဆိုင်သူအဖြစ်ဟန်ဆောင်ထားရတဲ့အတွက်မတောက်တက်ကြောင်ပြောပါတယ်အောင်မြင်တဲ့စီးပွားရေးသမားတယောက်လူလို့ဆိုတာနဲ့မိမဖြစ်သူစိန်နတ်ဟာကာမဲကိုလက်ကစားနေရကြောင်းစီးကွက်ထွက်တော့ကြမယ်လို့တန်အမတ်ကခေါ်ထုတ်သွားပါတယ်အဲ့ဒီနောက်ဟာဖတ်ရဲ့ရုံးခန်းစီရောက်လာတော့ပြိုးဝတ်ဖိုင်တွေထည့်သိမ်းလိုက်တဲ့တန်အမတ်ကကာမဲရဲ့မိဘနှစ်ပါးနာမည်သေဆုံးတဲ့ယောဂနဲ့ဘယ်မှာမြုပ်နှံထားလဲဆိုတဲ့အကြောင်းတွေမေးရင်ရှေ့ကတန်အမတ်တွေတုန်းကအခန်းထဲထိဖမ်းဆီးခံရပြီးအစ္စရေးဘက်ခေါ်သွားခံရမှုတဲ့အတွက်လူတိုင်းဟာတရှိုဖြစ်နေနိုင်တာမို့သူလည်းသတိထားရမယ်လို့ပြောပါတယ်ကြိုတင်ပြင်ဆင်လာပြီးသားကာမဲကလည်းတင်းချိုင်းတစ်ခုကအတန်းအမှတ်ဘလောက်ဘယ်နေရာမှာမြုပ်နှံခဲ့ကြောင်းပြောပြတဲ့အခါချရေးလိုက်ပြီးသူ့ရဲ့တက်တော်ဆောင်ကိုတွားရောက်စစ်ဆေးခိုင်းပါတယ်ဟာဖတ်ရဲ့တက်တော်ဆောင်လုံချိုရေးကောင်းဆောင်အာမတ်ဆူဒါနီယာအထူးဂရုစိုက်ရမယ့်လူအဖြစ်ဒန်ကိုယ်တိုင်မှာဘူးတာကြောင့်နောက်ကျောင်းအားလုံးကိုတေချာကြက်မှတ်လိုက်ရတာဖြစ်ပါတယ်ထိုစဉ်ကအီဂျစ်လက်အောက်ကခွဲထွက်လာတဲ့စီးရီးယားတို့အနေနဲ့ကမ္ဘာနံပါတ်1အင်အားကြီးအမေရိကန်ကိုပါရှင်နိုင်ဖို့အကြံကြီးနေတာဖြစ်ပါတယ်ဒီအချက်ကိုအသုံးချခြင်းနေတဲ့ကာမဲကဥဆောင်ပါတီအတွက်သူ့စည်းစိမ်တွေအကုန်ရင်းနှီးမယ်လို့မျိုးချစ်ပီပီအယုံသွင်းပါတယ်နိုင်ငံတွေမှာနားတွေရှိတယ်ဆိုတဲ့တန်အမတ်ကတော့ဒီစကားတွေအပြင်မှာမပြောသင့်ပဲသူ့မိမနောက်တစ်ယောက်ကိုလက်မပါခင်ပါတီထဲပြန်မယ်လို့ပြောလာပါတယ်တတ်တော်သောဆူဒါနီယာသူ့လက်အောက်ကမူရှာဖာဆိုသူကိုကာမဲရဲ့မိဘတွေမြုပ်ထားတဲ့ဆိုတဲ့တင်းချိုင်းကိုတွားရောက်စစ်ဆေးခိုင်းပါတယ်ပါတီကခွဲထွက်လာတဲ့ကာမဲကတော့တန်ယုံဘေးဘက်ကနေတန်အမတ်ရဲ့ရုံးခန်းပေါ်ခိုးတက်ပြီးဟာဖတ်တင်လိုက်တဲ့လျှို့ဝှက်ဖိုင်တွေကိုဖတ်ကြည့်နေပါတယ်ပါတီထဲမှာလူတွေလိုက်စစ်နေတဲ့ဆူဒါနီယာတခုခုတန်တရားရှိတာနဲ့တန်အမတ်ရဲ့ရုံးခန်းကိုစစ်ဆေးရန်ပြေးတက်သွားပါတယ်တကားဖွင့်လိုက်ဆိုတဲ့အမိတ်ပေးတန်ကြောင့်ဖိုင်တွေအလင်းမြန်ပြန်သိမ်းကပုံးခိုနေလိုက်ပါတယ်တန်တရားမျက်လုံးနဲ့ဆူဒါနီတယောက်အခန်းတွင်းမှွေနောက်ရှာနေစဉ်မူရှာဖာထံမှဖုန်းဝင်လာပြီးကာမဲရဲ့မိဘအုပ်ကူတွေအမှန်တကယ်ရှိနေကြောင်းအတည်ပြုပါတယ်မယုံသေးတဲ့ဆူဒါနီကတော့ကာမဲရဲ့လိပ်စာကပ်မှာပါတဲ့ဖုန်းနံပါတ်ကိုအတည်ပြုဆက်ကြည့်လိုက်တဲ့အခါတစ်ဖက်ဆာလင်ကာရဲ့ဇနီးထံကတာဘတ် export လုပ်ငန်းကပါဆိုတော့မှဖုန်းချလိုက်ပြီးအနေငယ်တန်တရားကင်းသွားပါတယ်ဒီတော့မှပုံးနေရာကထွက်လာတဲ့ကာမဲဟာတန်ယုံပေးပေါက်ကပြန်ဆင်းပြီးပါတီထဲဟန်မပြတ်ပြန်ဝင်ကတန်းစင်ခန်းထဲဝင်သွားတဲ့ဓာတ်ပုံဆရာရဲ့ကင်မရာကြီးခိုးကပြန်လာခဲ့လိုက်ပါတယ်တန်တရားရှိနေတဲ့လုံခြုံရေးမူရှာဖာကပြန်သွားတဲ့ကာမဲနောက်ကိုလိုက်သွားပါတယ်ခိုးယူလာတဲ့ဓာတ်ပုံတွေကမှစစ်ဘက်ဆိုင်ရာထိပ်သီးအကြီးအကဲတွေရဲ့ပုံတွေကို
ထုတ်ယူလိုက်ပြီးဟူလီယာကိုသူနဲ့တနာရီတွင်းလာတွေ့ရန်ချိန်ဆိုလိုက်ပါတယ်။နောက်ရောက်ခံလိုက်လာတဲ့မူစတာဖာကိုသတိမထားမိပဲသူ့ရဲ့စွမ်းဆောင်ရည်ကောင်းတွေပြချင်စိတ်သာများနေတဲ့ကာမဲဟာဟူလီယာနဲ့ကော်ဖီဆိုင်မှာစုံပြီးဓာတ်ပုံတွေပေးနေတဲ့အချိန်မူစတာဖာကိုတွေ့တာနဲ့နှုတ်ပိတ်ရန်ပြေးလိုက်ကြပါတော့တယ်။တစ်ဖက်စီလူခွဲပြီးလိုက်ရင်မျက်ခြေပြတ်သွားပြီးထင်နေချိန်အဆောက်အဦတစ်ခုရဲ့တကားပိတ်တံကြောင့်အထဲဝင်ရှာကြပါတယ်။အပေါ်ထက်ကော်ရီတာမှာပြေးသွားတာတွေ့တာနဲ့လိုက်ရှာရင်ခုနလွာအရောက်မှာတော့ကာမဲကိုဝင်တိုက်ခိုက်ပါတယ်။ဟူလီယာပါရောက်လာပြီးတပ်ပုတ်ကြရင်လက်ယုံရည်ပိုတာတဲ့ဟူလီယာရဲ့လက်ချက်နဲ့ပဲမူစတာဖာတယောက်နှုတ်ပိတ်ခံလိုက်ရပါတော့တယ်။မစ္စတာဂျေကော့ဟာနေသက်ပစ်ခတ်မှုမှာအသက်ဆုံးရှုံးသွားတဲ့သူညမနှစ်ယောက်ရဲ့နာမည်တွေကိုအသက်ရှင်ကျန်ရစ်သူစည်ရင်မှာပါနေအောင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ရေဒီယိုနားထောင်နေပါတယ်။ဒန်ကတော့ရင်သွေးလေးလွယ်ထားရတဲ့နက်ဒီယာကိုစာနာသောအဖြစ်အယ်လီရဲ့ဆက်စင်ရေးဖျက်သိမ်းပြီးအေဂျင့်အသစ်တစ်ယောက်နဲ့အစားထိုးဖို့တောင်းဆိုနေပါတယ်။မစ္စတာဂျေကော့ကတော့ငါတို့နိုင်ငံဟာ16နှစ်လုံးလုံးဘယ်သူမှဒုက္ခမပေးဘူးလို့မျှော်လင့်ထားပေမဲ့အခုဘာမဟုတ်တဲ့နေသက်ပိုင်တဲ့လေးတစ်ခုကြောင့်စီးရီးယားတို့ရဲ့အန်ရယ်ကိုစိုးရိမ်လာရပြီလို့ပြောပါတယ်။အစ္စရေးကိုဒုက္ခမရောက်စေရဘူးလို့အာမခံထားတဲ့ကမ္ဘာနိုင်ငံတွေမတိကျိုးကျွံပြုတ်နေကြတဲ့အတွက်ကိုယ်တိုင်ဆောက်ရှောက်ရမယ်လို့ဆိုကအယ်လီကိုပဲဆက်လက်အသုံးချဖို့ညွှန်ကြားပါတယ်။မူစတာဖာကိစ္စလက်စားဖျောက်ပြီးဟူလီယာတယောက်သူ့စီရောက်လာပြန်ပါတယ်။အကြီးအကဲတွေဘက်ကပြဿနာအတိတ်နဲ့ကိုမရိပ်မိခင်ဘာလှုပ်ရှားမှုမှမလုပ်ပဲငြိမ်နေရမှာကြောင့်ကလပ်ကိုသွားကျင်သွားလောက်ကစားဆော့ကျင်ဆော့ဒါပေမဲ့တန်ယုံကလူတွေကိုတော့ရှောင်နေဖို့အမိန့်ပေးထားကြောင်းအသိပေးပါတယ်။ကာမဲကတော့စီးရီးယားကိုဝင်ရောက်နိုင်ဖို့အတွက်တန်အမတ်စီကထောက်ခံစာလက်မှတ်မရရင်ကြမ်းကြလာတာနဲ့အမျှစစ်စစ်ရေးတစ်ခုလုံးပေါ်သွားနိုင်ကြောင်းပြောပါတယ်။ဒါကြောင့်နောက်တစ်ရက်မှာစီးရီးယားတန်ယုံကိုသွားကတန်အမတ်နဲ့ထပ်မံတွေ့ဆုံပါတယ်။ရုံးထဲဝင်တော့လုံခြုံရေးကောင်းဆောင်ဆူဒါနီကလိုက်ပို့ပေးပြီးတန်အမတ်အတွက်တန်ဖိုးကြီးရွှေတဲ့တစ်ခုလက်ဆောင်ပေးကဥရောပကိုခဏပြန်ပြီးရင်သူ့ရဲ့ဇာတိမြေစီးရီးယားကိုအလင်းမြန်ပြန်ဖို့ဆုံးဖြတ်ထားကြောင်းပြောပြလိုက်ပါတယ်။အာဂျင်တီးနားတန်အမတ်ကထောက်ခံစာရေးပေးထားတဲ့ဆိုတာနဲ့သူကူနိုင်တာလည်းရှိသေးတယ်ဆိုတဲ့ဟာဖတ်ကလည်းစီးရီးယားနယ်စပ်ဖြတ်တဲ့နေရာမှာလိုအပ်တဲ့ထောက်ခံစာကိုလွယ်လွယ်ကူကူရေးပေးလိုက်ပါတယ်။အစ္စရေးမှာတော့တယောက်တည်းကြံနေခဲ့တဲ့နက်ဒီယာကအယ်လီရဲ့ပထမဆုံးကလေးကိုမွေးဖွားခဲ့ပြီးဖြစ်ပါတယ်။စီးရီးယားကိုမွေးခင်အိမ်ခဏပြန်မဲ့ကာမဲကလည်းဆွစ်ဇာလန်ကစာလင်ကာတို့ထံခဏဝင်ခဲ့ပါတယ်။အဝိစာလဲနေတဲ့အယ်လီထံစာလင်ကာရဲ့ဇနီးရောက်လာပြီးမိသားစုလက်ဆောင်တစ်ခုလာပေးပါတယ်။အထဲမှာမိန်းကလေးရုပ်လေးတစ်ခုပါတာကြောင့်သူ့ဇနီးနက်ဒီယာဘယ်တော့မှမွေးတာလဲလို့မေးလိုက်ပါတယ်။အဲ့ဒီနောက်ပထမဆုံးရင်သွေးလေးအတွက်စိတ်လှုပ်ရှားသွားနေပဲအစ္စရေးကိုအမြန်ပြန်သွားခဲ့ပြီးသမီးငယ်လေးဆိုဖီကိုပထမဆုံးသွားတွေ့ခဲ့ပါတယ်။လှပပြီးတန်းစင်နေဆိုတဲ့သမီးဦးလေးကိုလည်းပိုင်ဆိုင်လာခဲ့ပြီးသူ့ကြောင့်လူတယောက်စီဆုံးခဲ့ရတာကိုအိမ်မဆိုးမန်းနေလေးရှိတဲ့အယ်လီဟာစစ်စင်ရေးအတွက်ပြန်မသွားခြင်းကြောင့်တန်ကိုဖွင့်ပြောလိုက်ပါတယ်။အယ်လီကိုဘေးကင်းစေခြင်းတဲ့တန်ဟာဒီကိစ္စကိုအပြစ်မတင်ခဲ့ပဲအယ်လီအစ္စရေးမှာရှိမနေတဲ့တစ်လျှောက်လုံးတယောက်တည်းရုန်းကန်နေရတဲ့နက်ဒီယာကိုနီးမျိုးစုံနဲ့ကူညီခဲ့တဲ့အတွက်မာယာနဲ့ပါပြဿနာတက်လာပါတယ်။အယ်လီကတော့မိသားစုနဲ့ပဲဆက်နေရမလားလူသက်များကြီးကိုကယ်နိုင်မဲ့အသွင်ယူတရှို့လို့ပဲဆက်လုပ်ရမလားဆိုတာဝေခွဲရခက်နေပါတယ်။1962ခုနှစ်ဇန်နဝါရီလ17ရက်နေ့ဆွစ်ဇာလန်နိုင်ငံကမော့ဆတ်လုံခြုံရေးအိမ်ကိုပြန်ရောက်လာတဲ့ကာမဲတယောက်စီးရီးယားကိုဝင်ရောက်ရန်ပြင်ဆင်နေပါတယ်။စာလင်ကာကစက်သွယ်ရေးပစ္စည်းတစ်ခုချင်းစီကိုလျှို့ဝှက်စွာထည့်သွင်းပေးပြီးတေချာတင်ပေးနေပါတယ်။စပိုင်နယ်ရဲ့နောက်ဆုံးအဆင့်ဖြစ်ရန်သူလက်ထဲအရောက်မခံပဲအဆုံးစီရင်ရမယ့်စီးလုံးကိုပါပြရင်စီးရီးယားနယ်စပ်ကိုကျော်ဖြတ်နိုင်မှုကတန်အမတ်ထောက်ခံစာတွေပါလဲမလုံလောက်တာမို့အန်နယ်ကင်းစွာအတူဖြတ်ကျော်နိုင်မဲ့လူတစ်ယောက်ကြောင့်ပြောပြပါတယ်။သွေးမတော်သားမဆက်ပေမဲ့နိုင်ငံတာဝန်အပေါ်အသက်နဲ့ရင်းပြီးစုံစမ်းမဲ့အယ်လီအတွက်စာလီကာတို့လင်မယားဟာအတော်လေးစိုးရိမ်နေပြီးစီးရီးယားရောက်ရင်10ပတ်လောက်ဘာအချက်ပြမှုမှမလုပ်မိစေဘူးနဲ့မလိုအပ်ပဲမစွန့်စားဖို့တဖွာဖွာမာနေပါတယ်ဒီလိုနဲ့စီးရီးယားနိုင်ငံထဲဝင်ရောက်ဖို့ရေချောင်းခရီးကနေတဆင့်လိုက်ပါသွားခဲ့ပါတယ်သင်းမောပေါ်မှာပါတဲ့ရှိတ်မာဂျစ်ဆိုသူဟာစီးရီးယားရဲ့မြေပိုင်ရှင်တထေးတစ်ယောက်ဖြစ်ပြီးအကောင်းဆုံးဆိုတဲ့ကားတွေဝယ်စုတတ်ပါတယ်ဒီလူနဲ့အတူခရီးကြုံလိုက်ခွင့်ရခဲ့ရင်စီးရီးယားနယ်စပ်ကိုအသားရကြော်ဖြတ်နိုင်မှာကြောင့်သုံးနိုင်ဖြုံးနိုင်တဲ့လူချမ်းသာတစ်ယောက်ဖြစ်တတိထားမိလာအောင်လုပ်ရမှာဖြစ်ပါတယ်ညစာစားချိန်မှာတော့ဝေတာတစ်ယောက်ကိုလက်ထိုးပြီးရှိတ်ရဲ့မြင်ကွင်းရှိတက်တဲ့ကထိုင်ကုန်မှာနေရယူကဈေးအကြီးဆုံးဆိုတဲ့ဝိုင်းဒီကိုပလင်းလိုက်မှာယူလိုက်ပါတယ်တန်ဖိုးကြီးပစ္စည်းတွေကိုသာဝယ်ယူသုံးဆွဲလေးရှိတဲ့ရှိတ်တစ်ယောက်ကာမဲကိုတတိထားဆောင်ကြည့်နေစဉ်အတွင်းကမူရဲ့အော်ဟစ်သူတွေကြောင့်စကားနဲ့အနိုင်ယူနေတဲ့သူတွေဟာစိတ်ပြက်စရာပဲလို့ရှိတ်ကိုကြည့်ရင်ပြောလိုက်ပါတယ်ပြီးတော့ဝိုင်းပလင်းလိုက်ကြီးမာထားပြီးသူတယောက်တည်းကုန်မှာမဟုတ်တာကြောင့်ကူတောက်ပေးရန်တောင်းဆိုပြီးရှိတ်ကိုတစ်ခွက်ထည့်ပေးကသူ့ထိုင်ကုန်မှာပြန်ထိုင်နေလိုက်ပါတယ်အထင်ကြီးစိတ်ဝင်သွားတဲ့ရှိတ်ကတယောက်ယောက်ကိုစောင့်နေတာမဟုတ်ပဲတယောက်တည်းဆိုရင်သူ့ဝိုင်းမှာလာထိုင်ပါလို့ဖိတ်ခေါ်လိုက်ပါတယ်ဒီတော့သူဟာအောင်မြင်တဲ့စီးပွားရေးသမားတယောက်ဖြစ်နေပေမဲ့အမိနိုင်ငံအတွက်ကိုကျိုးစွန့်မဲ့သူပါလို့ပြောပြပါတယ်ဆက်ပြီးအာရတ်တိုင်းပြည်အဖြစ်နာဆာလွှမ်းမှုကြလာတဲ့အချိန်အာရတ်ဆိုရှယ်လစ်ဘတ်ပါတီကအာဏာသိမ်းသွားမှာမစိုးရိမ်ဘူးလားလို့မေးလိုက်တဲ့အခါစီးရီးယားမှာလူတယောက်ပေါ်တင်ဆွေးနွေးလို့မရတဲ့အရာနဲ့တာမန်စကားပြောဆိုမှုတွေကိုလက်လွတ်စပယ်ပြောလို့မသင့်တဲ့အကြောင်းရှိတ်ကသတိပေးပြီးစိတ်ပြက်လက်ပြက်နဲ့ထားပြန်သွားပါတယ်စကားပြောတာဘောင်ကျော်သွားတဲ့ကာမဲတယောက်အိတ်မပြောတာနဲ့ရှိတ်ရဲ့အခန်းရှိကိုသွားပြီးတောင်းပန်တဲ့အနေနဲ့ဘေရူးကနေကားတစ်စီးငါပြီးစီးရီးယားထိအတူသွားကြမလားလို့မေးပေမဲ့ရှိတ်ကတော့နေပါစေလို့ပဲပြောလွတ်လိုက်တာကြောင့်စီးရီးယားကိုရောက်ဖို့ရှိတ်ရဲ့အကူအညီလိုနေတဲ့ကာမဲတယောက်အကြက်ရိုက်သွားပါတယ်ဒီလိုနဲ့လက်ဘနွန်နိုင်ငံကဘေရူးစိတ်ကမ်းကိုတင်မောဆိုင်ကလာချိန်ရှိတ်ကကဘာမှာ
အစီးရေနှဲငယ်သာထုတ်ထားတဲ့ပေါ်ရှေးကားတစ်စီးကိုဝယ်ယူလာတာကြောင့်ဒီကားဟာဈေးကွက်ထဲမှာတော့မရှိတဲ့ဇိမ်ခံကားတစ်စီးဖြစ်ကြောင်းနဲ့သူ့ကိုပြန်ရောင်းပါလို့ဝင်ဖော်လိုက်ပါတယ်ဒါပေမဲ့အရင်တစ်ခေါက်လိုမလောကျင်တော့တဲ့ကာမဲဟာနှုတ်ဆက်ပြီးလက်ထွက်သွားတဲ့အချိန်ရှေ့ကကားမငါပဲသူနဲ့အတူလိုက်စီးရန်လိုလာဖိတ်ခေါ်လာပါတယ်ဒါကြောင့်ဘေရုစိတ်ကမ်းကနေဆီးရီးယားနိုင်ငံဒမတ်စကတ်မြို့ကိုမြေပိုင်ရှင်ကြီးရှိတ်နဲ့အတူထွက်ခွာလာခဲ့ပါတယ်ဆီးရီးယားရဲ့တကယ်နာမည်ကြီးဒမတ်စကတ်စစ်စေးရေးဂိတ်ကိုရောက်လာတော့ရှိတ်ကဒီနေရာကိုဥဆောင်နေတဲ့ဗိုလ်မှူးအဘူဟာတွန်နဲ့မိတ်ဆက်ပေးပါတယ်အဆိုပါစစ်စေးရေးဂိတ်ဟာတရှိုးအန်ရကာကွယ်ရေးအတွက်ရန်သူပြည်သူရဲလို့မခွဲပဲရက်ဆက်စွာစစ်ဆေးတတ်တာကြောင့်ကာမဲတယောက်စိုးရိမ်နေပါတယ်အဘူဟာတွန်ကတော့ထောက်ခံသားတွေကိုစစ်ဆေးနေချိန်ကော်ဖီတောက်ခဏနာဖို့ဖိတ်ခေါ်ပေမဲ့ကာမဲတယောက်သူတည်ယူလာတဲ့ဆက်သွယ်ရေးပစ္စည်းတွေကိုသာတွေ့သွားရင်ဆိုတဲ့အတွေးနဲ့အသက်ရှူကျက်လာပါတယ်အပြင်ကစစ်သားတွေကလည်းသူ့အိတ်ကိုဖွင့်မရတာကြောင့်အဘူဟာတွန်ကိုလမ်းခေါ်နေပါတယ်အိတ်ထဲကပစ္စည်းတွေတွေ့သွားလို့မဖြစ်တာကြောင့်အဘူဟာတွန်နောက်လိုက်သွားပြီးအမိမြေကိုပြန်လာခွင့်ရတဲ့အမတ်တရအနေနဲ့သူ့နိုင်ရီကိုလက်ဆောင်ဖြစ်ယူပါလို့လက်ထိုးလိုက်ပေမဲ့နိုင်ရီကိုယူပြီးအိတ်တွေကိုတေချာစစ်ဆေးရန်အမိတ်ပေးလိုက်ပါတယ်အတင်းကျပ်လိုက်တာစီးနေတဲ့ကာမဲကိုကြည့်ပြီးရှိတ်ကိုယ်တိုင်တန်တရားဝင်လာတာကြောင့်ကားပေါ်သာတက်ထိုင်နေလိုက်ပါတယ်အဲ့ဒီနောက်တွတ်လိုက်ပြောနေတဲ့ကာမဲကိုအဘူဟာတွန်ကလည်းဆက်လက်မစစ်တော့ပဲသွားခွင့်ပေးလိုက်ပါတယ်ရှိတ်ကလမ်းကြုံတင်လာတဲ့ငါအသက်ကိုပါအန်ရဖြစ်စေတဲ့အထိမင်းရဲ့အိတ်ထဲဘာတွေထည့်တယ်လာတယ်လို့မေးပါတယ်ကာမဲကတော့သူဟာတကိုယ်ရည်သမားမို့အိတ်ထဲမှာအပြာကားတွေထည့်တယ်လာမိတဲ့အတွက်အချက်မရအောင်လိုက်တာနေရကြောင်းသာလိမ်ပြောလိုက်ပြီးနောက်အခက်အခဲတစ်ခုကိုဖျက်ကျော်ပြီးဆီးရီးယားပိုင်နက်ထဲဝင်ရောက်လာနိုင်ခဲ့ပြီဖြစ်ပါတယ်ဒမတ်စကတ်မြို့ကိုရောက်တဲ့အခါပထမဆုံးအနေနဲ့သူနေထိုင်ရန်မြို့လယ်ကောင်ကကြီးမားတဲ့အခန်းတစ်ခုကိုဆီးရီးယားပေါင်3900နဲ့ငှားရမ်းလိုက်ပါတယ်အိမ်ရဲ့မျက်စောင်းတို့မှာတော့စစ်ဘက်ဆိုင်ရာဘျူရိုရုံးချုပ်လည်းရှိနေရမို့ပွဲစားတောင်းတဲ့ဈေးအတိုင်း6လသာကြိုချေမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီအဖြစ်နဲ့တုန်းကနေရီယာနဲ့ညသာအမြဲတူစားလာသမျှယခုတော့ကာမဲအဖြစ်အန်ရီရီကြားမှာတိတ်ဆိတ်အထီးကျန်သွားစားနေရပါပြီဌာနဘက်ကနေသားကြလာတဲ့အထိနေပြီးရှစ်ဘက်ခန့်မဆက်သွယ်ရမှားထားပေမဲ့လုံးစရာထွေထူးမရှိတဲ့ကာမဲကတော့ဆက်သွယ်ရေးဆက်တွေတက်ဆင်ပြီးဌာနချုပ်ဘက်ကိုသူဆီးရီးယားနိုင်ငံနဲ့အောင်မြင်စွာရောက်နေပြီဆိုတဲ့အကြောင်းသတင်းပို့လိုက်ပါတယ်ဒန်ကကာမဲသတင်းပို့တဲ့စက္ကန့်ဗျူရိုနေရာကိုရှာပြီးနိုင်ငံရေးသမားနဲ့စီးပွားရေးသမားအများစုနေတဲ့မြို့လယ်ကလူချမ်းသာရက်ကွက်တစ်ခုဖြစ်နေကြောင်းနဲ့တကယ်အချက်ချာကျနေတဲ့နေရာကိုယူနိုင်ခဲ့တဲ့ကာမဲကိုချီးကျူးနေကြပါတယ်နောက်တစ်ရက်ဒမတ်စကတ်မြို့ရဲ့စနေနာရင်ပရိဘောကပစ္စည်းအယောင်းဆိုင်တစ်ခုကိုဝင်ကအသင်းတက်ဆင်ပြီးသားပစ္စည်းအလုံးကိုတင်ကျုံဝယ်ယူလိုက်ပြီးဂိုထောင်တစ်လုံးငှားရမ်းကတာဘတ်ပို့ကုန်သွင်းကုန်အဖြစ်လုပ်ငန်းတစ်ခုဗန်းပြပါတယ်မြို့ကိုအသစ်ရောက်လာတဲ့စီးပွားရေးသမားတယောက်လိုဟန်ဆောင်ပြီးလေးစင်ဈေးထဲသွားကသတင်းစာတစ်စောင်နဲ့ရပ်ပေါင်းများစွာဝယ်ယူစုဆောင်းလိုက်ပါတယ်လိုအပ်တဲ့လောက်အသင်းဖြစ်တာနဲ့စစ်ဘက်ဆိုင်ရာဘျူရိုရုံးနဲ့စစ်အင်အားတပ်ပုံတွေရယူပြီးသူဝယ်ထားတဲ့ပရိဘောကပစ္စည်းတွေကြားအသေးချာဝတ်ထက်ကသတင်းစာတွေနဲ့ထုတ်ပိုးလိုက်ပါတယ်ထိုပစ္စည်းတွေကိုတော့တာဘတ်ပို့ကုန်သွင်းကုန်လုပ်ငန်းကတစ်ဆင့်ဆွစ်ဇာလန်ဘောဆတ်လုံခြုံရေးအိမ်ကစာလင်ကာတို့ထံပို့ပါတယ်အဲကနေမှတစ်ဆင့်ကာမဲလိပ်ဘက်ပေးလိုက်တဲ့သတင်းစာတွေသတင်းအချက်လက်တွေကိုချိတ်ပိတ်အိတ်နဲ့အတူဌာနချုပ်ဘက်ကိုပြန်လည်ပို့ဆောင်ပေးပါတယ်ဘယ်တရှိုတယောက်မှဒီလောက်လင်မြန်နဲ့တိကျတဲ့အချက်လက်ကိုရအောင်မလုပ်နိုင်တာကြောင့်ဌာနဘက်မှာတန်ဖိုးကြီးသတင်းတွေအတော်တန်စုဆောင်းမိလာပါတယ်တစ်သားပရိဘောကတွေအပြင်ကျွေတဲ့ပစ္စည်းတွေကိုပါပုတ်ပြက်ဝယ်ယူပြီးရသမျှသတင်းအလုံးကိုဆီးရီးယားကအလွယ်တကူတည်ထုတ်နေပြန်ပါတယ်ဒန်ကတော့ပြည်စုံတဲ့သတင်းချက်လက်တွေရနေရတော့စိတ်မဖြောင့်ပဲသူ့မှာကာမဲလိုတော်တဲ့တရှိုတယောက်ရှိခဲ့ဘူးကြောင်းမာယာကိုယင်ဖွင့်နေပါတယ်အဲ့ဒီ16နှစ်သားလေးကအရန်တော်ပြီးဒန်ရဲ့အသိမှတ်ပြုမှုကိုရဖို့ဂျော်ဒန်အရှိပိုင်းကိုဆေလွတ်ခံခဲ့ရပါတယ်အရေးပေါ်အန်ရဲ့အချက်ပြအကြောင်းရင်းတွေကိုတော့စုံအောင်မတင်ပေးလိုက်ရခင်ဌာနချုပ်ဘက်ကအလောကြီးမှုကြောင့်အာရတ်ဒေစီရောက်သွားတဲ့ထိုကလေးဟာအာရတ်ဒေရဲ့ဖမ်းဆီးခြင်းခံခဲ့ရပါတယ်လူကိုလက်ပြန်ကျိုးတုပ်ပြီးခြေထောက်ကကျိုးနဲ့ချီကဆိုင်ကန်နဲ့ရွာအနက်ဒီယိုတိုက်ဆွဲခေါ်ခံရတဲ့အပြင်လမ်းတစ်လျှောက်တွေ့ရလူကဓာတ်နဲ့ထိုးသွေးနဲ့ဝိုင်းထွေးကြပါသေးတယ်နိုင်ငံအတွက်ကောင်းမဲ့တာဝန်ကိုအသက်ဆွန့်ကြိုးပမ်းခဲ့တာမုံမြတ်ပေမဲ့ဒီလိုအတွေ့အကြုံနုနယ်သေးတဲ့ကလေးတယောက်ကိုငရဲတွင်းနဲ့ဆေလုံးမိခဲ့တဲ့သူ့ကိုယ်သူအပြစ်တင်နေမိပါတယ်အခုလဲကာမဲဟာယုံကြည်မှုလုပ်ငန်းနေရာကြောင့်ပထမတယောက်လိုဖြစ်သွားမှစိုးရိမ်နေပါတယ်လေးလခန့်အကြာစီးပွားရေးသမားလူလွတ်တယောက်လိုဟန်ဆောင်ထားတဲ့ကာမဲကိုပရိဘောကဆိုင်ပိုင်ရှင်အဖိုးကြီးကသူ့သမီးနဲ့လမ်းကြောင်းခင်းပေးနေပါတယ်သူ့စီးပွားရေးလုပ်ငန်းမှာပါလာတဲ့ရှိတ်နဲ့အတူအလုပ်ကြောင်းဆွေးနွေးနေစဉ်မူယူတောင်းကျမ်းနေတဲ့စစ်ကောင်ဆောင်ရဲ့တူမာစီကိုတွေ့ပြီးချင်းကပ်ဖို့ကြိုးစားပါတယ်မာစီဟာဦးလေးအချိန်နဲ့တနက်ကင်ပြီးရမ်းကျင်နိုင်ရမ်းနေတဲ့ပေါက်ပန်းစည်းတစ်ကောင်ဖြစ်ပါတယ်ပတ်စံချမ်းသာတဲ့လူတယောက်ဖြစ်ငွေနှဲငယ်ထုတ်ပြလိုက်ုံနဲ့တယ်မာစီတို့စပွဲဝိုင်းမှာဝန်ထမ်းခွင့်ရသွားပြီးတဲ့နောက်ကာမဲနေထိုင်ရာလိုက်အိတ်တဲ့အထိရင်းနှီးသွားပါတယ်ဦးလေးအချိန်ဝါနဲ့တောင်ပိုင်းဌာနကြီးတဲ့ရဲ့ဗိုလ်တယောက်ဖြစ်နေတဲ့မာစီဟာအမြောက်ကြိုက်တဲ့လက်နဲ့ယူစစ်ဖို့တယောက်လည်းဖြစ်နေပါသေးတယ်ခဏကြာအိပ်ပျော်သွားတဲ့မာစီကိုဓာတ်ပုံရယူလိုက်ပြီးဖွက်ထားတဲ့ဆက်သွယ်ရေးဆက်ကိုယူကစစ်ကောင်ဆောင်ရဲ့တူအကြောင်းသတင်းလမ်းပို့လိုက်ပါတယ်နောက်နေ့မနက်ကျတော့အိပ်ပျော်နေတဲ့ကာမဲကိုတနက်နဲ့ချိန်ပြီးမင်းဘယ်ကားကောင်လဲဘာလို့သူ့ကိုဒီကိုခေါ်လာလဲလို့အတီပေါက်မေးပြီးစနောက်ပါတယ်မျက်နှာယူမာစီကိုကာမဲကလည်းပြန်လဲစနောက်ပြီးပုံမရင်းနှီးအောင်ဖန်တီးယူလိုက်ပါတယ်ကာမဲကတော့လူကုန်ထန်တွေနဲ့ဝင်ဆလာနိုင်ပေမဲ့အစ္စရေးမှာကြံဒီခဲ့သူနဒီယာလူချမ်းသာအချို့ထံကနှိမ်ချဆက်ဆံခံရမှုတို့ကြောင့်တင်ငယ်သိဝင်လာပါတယ်
1962 ခုနှစ်ဒီဇင်ဘာလ 12 ရက်နေ့မနက်စောကြီးတနက်ပြစ်ဖောက်တန်တွေကြောင့်အိယာကနိုးလာပါတယ်။ဆီးရီးယားရဲ့ရေဒီယိုအစီအစဉ်မှာတော့တောင်ပိုင်းနယ်စပ်ကအစ္စရေးတို့ရဲ့ကျူးကျော်ရန်စမှုကိုတုံ့ပြန်နိုင်ယူနိုင်ခဲ့ပြီးအစ္စရေးဘက်မှထိခိုက်ဒေကျေသူများကြောင့်ကြေညာနေပါတယ်။ဆီးရီးယားစစ်သားတွေကအဲ့ဒီတိုက်ပွဲတွင်ကအစ္စရေးစစ်သားတွေရဲ့အလောင်းကိုမြို့ထဲပြန်လည်တည်ယူခဲ့ကြပြီးပြည်သူတွေနဲ့အတူအကြီးကျယ်အောင်ပွဲခံနေကြပါတယ်။ထိုမြင်ကွင်းကြောင့်ထိတ်လန့်သွားတဲ့ကာမဲဟာလှည့်ပြန်ဖို့ပြင်နေစဉ်သူ့ပခုံးကိုကင်ပြီးဆွဲလိုက်လာသူကိုကြည့်လိုက်တော့တန်အမတ်ရဲ့လုံခြုံရေးကောင်းဆောင်ဆူဒါနီဖြစ်နေပါတယ်။ဒမတ်စကတ်ကိုရောက်လာခဲ့ပြီးပေါ်ဆိုတဲ့ဆူဒါနီရဲ့အမေကိုအောင်ပွဲနေ့မှာစုံဝင်ရတဲ့အတွက်ဝမ်းသာပါတယ်လို့နှုတ်ဆက်ပြီးပြန်လာခဲ့လိုက်ပါတယ်။သို့ပေမဲ့မာစီရဲ့စကားအရတော့သူကိုယ်တိုင်စစ်မြေပြင်မှာရှိနေပြီးဆီးရီးယားရဲ့ညူကိတ်တစ်မြို့လုံးမီးလောင်ပြင်ဖြစ်သွားပြီလို့သိရပါတယ်။ဆီးရီးယားစစ်သားအများပြားသိဆုံးခဲ့ပြီးစစ်ရှုံးခဲ့တာကိုဝါဒဖြန့်တဲ့အနေနဲ့ရေဒီယိုမှာဘလို့အောင်ပွဲရခဲ့ကြောင်းတွေသတင်းအမှားဖြန့်တာလို့ဆက်ဆိုနေပါတယ်။မီးလောင်ထားတဲ့စစ်သားတွေကလည်းဆီးရီးယားဘက်ကအလောင်းတွေကိုအစ္စရေးစစ်ဝတ်စုံဝေပေးထားတာဖြစ်ကြောင်းနဲ့ဒီတစ်ခေါက်တိုက်ပွဲမှာအစ္စရေးတွေတော်တော်ရက်ဆက်တဲ့အကြောင်းဖော်ကောင်လုပ်ပါတယ်။မင်းသာဗိုလ်ချုပ်ရဲ့တူတယောက်မဟုတ်ဘူးဆိုရင်အဖမ်းခံရပြီဆိုတဲ့ကာမဲရဲ့စကားအပေါ်သူ့ကိုမယုံကြည်ဘူးအထင်နဲ့ကာမဲလိုအရက်သားတယောက်ကိုစစ်တပ်နယ်မြေထဲခေါ်သွားပြမယ်လို့ပိုင်နိုင်စွာပြောပြီးလိုက်ခဲလို့ဆိုပါတယ်။ဒီကိစ္စဌာနချုပ်ဘက်ကိုသတင်းပြန်ပို့တဲ့အခါထုံးစံအတိုင်းဒန်ကတော့အဲလီယက်တာဝန်ဟာရသလောက်သတင်းကိုပြန်ပို့ဖို့သာဖြစ်ပြီးဒီလိုလူသိခံရမယ့်ကိစ္စကိုသဘောမကျပါဘူး။မစ္စတာဂျေကော့ကတော့သူတို့မျှော်လင့်ထားတဲ့ပို့ပြီးဆီးရီးယားတို့ရဲ့မြေအောက်စစ်စခန်းတွေအကြောင်းကိုပါသိခွင့်ရတော့မဲ့အတွက်အဲလီကိုချီးကျူးနေပါတယ်။အဲလီဥရောပကိုပြန်သွားပြီး17လအကြာခလေးနှစ်ယောက်အလုပ်တစ်ဖက်နဲ့ဗျာများနေရတဲ့နယ်ဒီယာအားငယ်စိတ်နဲ့အိမ်မပျော်ပဲငိုယိုနေရတဲ့အတွက်သူမအလုပ်ရှင်ကအနားယူခိုင်းလိုက်ပါတယ်။အိမ်အထိလာကြိုပေးတဲ့မာစီကြောင့်ဆီးရီးယားရဲ့နယ်စပ်ဒေသအထိလိုက်ပါခွင့်ရခဲ့တဲ့ကာမဲဟာရေကန်ကြီးတစ်ခုပဲချတဲ့တစ်ဖက်အစ္စရေးနိုင်ငံကိုတတိယစွာကြည့်မိလိုက်ပါတယ်။ဆိုဗီယက်ကြောတော်နောက်ခံရှိနေတဲ့ဆီးရီးယားတို့ဟာလိုအပ်တဲ့လက်နက်မှန်သမျှရုရှားတို့စီကဖောချင်းတော်ချင်းဝယ်ယူနိုင်တာကြောင့်နယ်စပ်စကန်ဟာအင်အားပြည့်စုံဖြစ်နေပါတယ်။အဲဒီနောက်အစ္စရေးတိုက်ခိုက်မှုကြောင့်တစားစီပျက်စီးနေပြီဖြစ်တဲ့ညူကိတ်မြို့ကိုလိုက်ပြပါတယ်။ဒဏ်ရာရသူတွေကိုတော့ကယ်တင်မရပဲတင့်ကားတွေနဲ့တက်ကျိတ်သွားရလို့ပြောနေချိန်ကားတစ်စီးဝင်လာပါတယ်။ထိုသူကတော့ကိုလိုနယ်ဟာသွန်ဖြစ်ပြီးဒီကန့်သက်နယ်မြေအတွင်းဆီးရီးယားပြည်သူတွေမလာဘူးတာကြောင့်သူကိုယ်တိုင်လိုက်ပြစီဆိုပြီးခေါ်သွားပါတယ်။ဆီးရီးယားတို့ရဲ့အားသာချက်ဟာမြင်မာတဲ့ဂုဏ်နေရာကြောင့်ဖြစ်ပြီးဒီနေရာကနေအစ္စရေးတို့စစ်ရေးလှုပ်ရှားမှုကိုရှင်းလင်းစွာစောင့်ကြည့်နိုင်တာမို့အဖြစ်အားဖြင့်စစ်ရေးတုံ့ပြန်နိုင်ကြောင်းရှင်းပြပါတယ်။ကာမဲကတော့ကျွန်တော်တို့ဆီးရီးယားတပ်သားတွေနဲ့စခန်းတွေလည်းမတွေ့မိပါလားမေးကြည့်တော့မြေပြင်ရောဝေဟင်ကပါရှာမတွေ့နိုင်တဲ့ဘန်ကာတွေကိုလိုက်ပြပါတယ်။တစ်ဖက်အစ္စရေးနယ်တပ်ကနယ်မြေလေးမှာတော့ငါးဖမ်းသမားနဲ့လေယာလုပ်သားတွေသာရှိပြီးတယောက်ယောက်ကိုပစ်ကြည့်ဖို့တွန်းအားပေးပါတယ်။ဒီနယ်မြေဟာအစ္စရေးတွေကျူးကျော်သိမ်းပိုက်ထားတဲ့သူတို့ရဲ့ဆီးရီးယားပိုင်မြေအဖြစ်အပြစ်မဲ့ပြည်သူတွေအပေါ်နာကြီးစွာပြစ်တက်ခိုင်းနေပေမဲ့ကာမဲကတော့ဒူးတုံပြီးချွေးပြန်နေပါပြီ။ဒီတော့မှသူကြည်စံနေရကိုတကယ်တနက်နဲ့ပြစ်ပြီးစစ်ပွဲစကျင်လို့လားလို့ကိုလိုနယ်ဟာသွန်ကမေးလိုက်ပါတယ်။အပြင်ပြန်ထွက်လာတော့နေပူတန်ကြောင့်ချွေးတွေဒီဒီကျပင်မနေတဲ့စစ်သားတွေကိုကြည့်ပြီးဘာကြောင့်တစ်ပင်တစ်ပင်အောင်ရှိမနေတာလဲမေးကြည့်တဲ့အခါဘတ်ဂျက်မရှိတာကြောင့်လို့ပြန်ဖြေပါတယ်။အဲ့ဒီနောက်နယ်စပ်တပ်စခန်းရဲ့အကောင်းဆုံးနေရာတစ်ခုကိုခေါ်လာပြီးဒီနေရာရောမအင်ပါယာခေတ်လက်ကျန်လျှို့ဝှက်နေရာဆိုတာနဲ့နိုင်ငံရေးအကြီးအကဲတွေလာရောက်အပန်းဖြေဆွေးနွေးရနေရလို့ရှင်းပြပါတယ်။တနည်းအားဖြင့်တော်လန်ရေးတွေကိုအစီအစဉ်ချပြီးလုံခြံမှုတွေကိုအမိတ်ပေးတဲ့နေရာလို့ဝင်ပြောလာသူကတော့မာစီရဲ့ဦးလေးစစ်ကောင်းဆောင်ကြီးဖြစ်ပါတယ်။ဒီရေကန်ကြီးကိုဆီးရီးယားနဲ့အစ္စရေးအပြိုင်ဆိုင်လူနေရတဲ့ရည်ရွယ်ချက်ကလူအရင်မြင့်စွမ်းအားအတွက်လို့ရှင်းပြရင်ပြန်သွားပါတယ်။ Depression ကောင်လေးမာစီကတော့ကာမဲပေါ်မနာလို့ဖြစ်မိရလို့ဝန်ခံပါတယ်။ကာမဲဟာရောက်လျာနေရာမှာလူပေါင်းဆန့်ပြီးသူ့ဦးလေးကိုယ်တိုင်အောင်ချက်ချင်းခင်မင်သွားရလို့ပြောတဲ့အခါကာမဲကတော့ငွေမျက်နှာတစ်ခုကြောင့်မှလို့ပြန်ရှင်းပြလိုက်ပါတယ်။အဝိလဲနေတဲ့အချိန်အခန်းဖွင့်ပြီးဝင်လာတဲ့ကောင်မလေးတယောက်ကသူမကိုဟာသွန်လွှတ်လိုက်တာပါလို့ပြောပြီးအဝတ်စားတွေချုပ်ခါဝင်ချလာပါတယ်။တစ်ဖက်ကခလေးနှစ်ယောက်နဲ့အေးရီပြက်နေတဲ့နယ်ဒီယာကိုလည်းဒန်ကခလေးဝမ်းထိန်ပေးပြီးအေးဝအောင်အိတ်ခိုင်းလိုက်ပါတယ်။ကာမဲကတော့လူချေတိတ်ချိန်မှာဟာသွန်ရဲ့အခန်းထဲခိုးဝင်ပြီးပြုတ်ဝတ်သတင်းတွေကိုဓာတ်ပုံရိုက်ယူကကင်းလက်စစ်သားတွေကိုရှောင်ပြီးကိုလိုနယ်ဟာသွန်တို့အစည်းအဝေးကိုချောင်းနားထောင်နေလိုက်ပါတယ်။ညူကိတ်မြို့အတွက်အစ္စရေးတို့ကိုတုံ့ပြန်တဲ့အနေနဲ့14မိနစ်နေအသင့်ပြင်ပြီး3နာရီအတိမှာရေပိုက်လိုင်းကိုဖောက်ခွဲပစ်ဖို့ညွှန်ကြားနေပါတယ်။အဲဒီနောက်စလိတ်ထားတော့နေတဲ့အဆောင်ရဲ့ဆက်သွယ်ရေးဆက်ကိုယူပြီးကုန်းမြင့်တနေရာကနေအစ္စရေးဘက်ကိုသတင်းပေးဖို့ဆက်သွယ်ကြည့်ပေမဲ့ကိုညက်မပိသေးတာကြောင့်ဆက်တက်သွားပါတယ်။နောက်တနေရာမှာလည်းဆက်သွယ်ရေးမရဖြစ်နေချိန်စစ်ဖက်သုံးကားအချို့ကပစ္စည်းတွေတင်ဆောင်လာတာကြောင့်နောက်ဆုံးကားပေါ်တက်လိုက်သွားပါတယ်။အဲ့ကနေတဆင့်ဆီးရီးယားတောင်ပိုင်းစစ်တပ်အခြေစိုက်ရှယ်လယ်စခန်းထိလိုက်သွားပြီးအခိုင်အမာတိစောက်နေတဲ့အဆောက်အဦတွေကိုမှတ်တမ်းယူနေစဉ်ခါးကြားမှာချိတ်ယူလာတဲ့ဆက်သွယ်ရေးဆက်အတန်ကြောင့်အဆောင်တွေသတိထားမိသွားပါတယ်။ဇက်တိုက်လိုက်ပစ်နေတဲ့ဆီးရီးယားစစ်သားတွေရဲ့လက်ကလွတ်အောင်ခြေဦးတဲ့ရာပြင်းရင်တောင်ဆောင်တစ်ခုကလိမ့်ကျပြီးမျက်ခြေဖြတ်လိုက်နိုင်ပါတယ်။အရေးကြုံရင်ဆက်သွယ်မရပဲတက်ကွင်းထဲကြားမှာထားမိတတ်တဲ့ဆက်သွယ်ရေးဆက်ကိုလွှင့်ပစ်ပြီးကြည့်လိုက်တော့သူရောက်နေတာဆီးရီးယားအစ္စရေးနယ်စပ်ချန်စီယိုနာဖြစ်နေပါတယ်။မျက်နှာကိုဓာမီနဲ့ထိုးလာတဲ့လူကသူ့နွားပြောက်လို့လိုက်ရှာနေရပါဘာမှမလုပ်ပါနဲ့ဆိုလို့ထိုလူရဲ့နာမည်ကိုမေးလိုက်ပါတယ်။အစ္စရေးနိုင်ငံရဲ့မြောက်ပိုင်းဆာဖတ်မြို့ကတပ်စခန်းတစ်ခုမှာစစ်သားတွေကအေးအေးလူလူရုပ်ရှင်ကြည့်နေကြပါတယ်။ဒီချိန်မှာပဲဒါဝင်ဆိုတဲ့ဒုဗိုလ်မှူးကြီးကို
ကိုလာခေါ်ပြီးလူတယောက်သတင်းပေးဖို့ရောက်နေတယ်ဆိုတာကြောင့်လိုက်သွားတော့ကာမဲသတင်းပါခိုင်းလိုက်တဲ့နွားပိုင်ရှင်ဖူးကြီးရောက်နေတာဖြစ်ပါတယ်။အဲ့ဒီနောက်တက်စကန်မှာရှိသမျှလူအားလုံးနှိုးကမနက်3 နာရီမတိုင်မီအသင်းပြင်ခိုင်းလိုက်ပါတယ်။ကာမဲတယောက်အခန်းစီပြန်ရောက်လာတော့မာစီကလိုက်ရှာနေတာနှံ့နေပြီးဘယ်သွားနေရလဲလို့မေးပါတယ်။ကာမဲကတော့ဆက်လက်ထွက်တော့ရင်တောဝက်လိုက်တာခံရလို့ခွေးပြေးပြေးလာရကြောင်းသာပြန်ပြောလိုက်ပါတယ်။ဒီချိန်အခန်းတကားခောက်တန်တဲ့အတူတပ်သားတယောက်ဝင်လာပြီးနေသက်အခြေအနေတင်းမာမှုကြောင့်အခန်းထဲကနေအပြင်လုံးဝမထွက်ဖို့အမိန့်ပေးထားကြောင်းလာအသိပေးပါတယ်။မာစီအခန်းပြင်ထွက်သွားကန်ဒီကာမဲခြေထောက်မှာသွေးတွေမြင်တာနဲ့ဘာဖြစ်လာလဲလို့ထပ်မေးပြန်ပါတယ်။ဒိုင်ယာဟောက်ကချုပ်ရိုးပွင့်သွားတာထင်တယ်လို့ပြောလိုက်တဲ့နောက်အပေါင်းအသင်းမှတ်တဲ့မာစီလည်းစိတ်ချယုံကြည်ပြီးပြန်ထွက်သွားပါတယ်။အေးရေးပြက်ခဲ့တဲ့ရက်တွေအစားကောင်းကောင်းကြီးအိတ်လိုက်ရပြီးနိုးလာတဲ့နဒီယာတယောက်သူမကိုကော်ဖီတွေကြက်ဥကြော်တွေအသင့်ပြင်ပေးထားတဲ့ဒဏ်ကြောင့်ဒီနေရာမှာဘာလာလုပ်နေရလဲလို့မေးလိုက်ပါတယ်။ဒဏ်ကတော့သူကူညီပေးအောင်တသက်ပါလို့ဖြေရှင်းပေမဲ့မောင်းထုတ်ခံလိုက်ရပြီးတကယ်ကူညီခြင်းနဲ့ဆိုရင်အဲလီကိုသာပြန်ခေါ်ပေးပါ။သူမတာမန်ဘဝနဲ့ပဲနေခြင်းကြောင့်ပြောပေးပါလို့တောင်းဆိုလိုက်ပါတယ်။နောက်တနေ့မနက်ကာမဲနဲ့မာစီတို့နှစ်ယောက်ဒမ်မတ်စကတ်ကိုပြန်လာနေစဉ်ရေဒီယိုကနေစီးရီးယားကင်းထောက်အဖွဲ့ကိုအစ္စရေးတွေဖမ်းဆီးသွားကြောင်းကြေညာလာပါတယ်။စီးရီးယားစစ်တပ်ဘက်ကတော့ဒါအစ္စရေးတို့ဝါဒဖြန့်ခြင်းသာဖြစ်ပြီးစစ်တပ်ဘက်ကစစ်စင်ရေးမရှိကြောင်းသာညှင်းဆိုထားပါတယ်။မာစီတယောက်ညကဖြစ်စဉ်နဲ့ဆက်စဉ်းစားရင်တန်တရားအနှဲငယ်ဝင်နေတော့မှကာမဲကနေပူနေတဲ့စစ်သားတွေအတွက်လက်ဆောင်ပို့ပေးမှဖြစ်မယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်မော့ဆာဌာနဘက်ကိုစီးရီးယားတောင်ပိုင်းခံတပ်အတွက်မော်စကိုဘက်က120 မမလက်နက်ကြီးတွေအသင့်ရောက်နေပြီဖြစ်ပြီးထိုနေရာမှာ